ရုရှားယူကရိန်းစစ်ပွဲလင်းပြီးပြည်ကနေအချိန်မှာပဲဥရောပတလောမှာမျှော်လင့်ချက်အသစ်တစ်ခုပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ယူကရိန်းနဲ့ရုရှားတဝန်ရှိသူတွေကယနေ့ဂျနီဗာမြို့မှာငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တစ်ခုစတင်လိုက်ပြီဖြစ်ပါတယ်။ဒါဟာစစ်ပွဲတွေကိုရပ်တန့်နိုင်မယ့်အခွင့်အလမ်းလားဒါမှမဟုတ်နောက်တဲ့သဘောတူညီချက်မရနိုင်တဲ့စီဝေပွဲတစ်ခုလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။2022ခုနှစ်ကရုရှားကယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့စစ်ပွဲကြီးကယခုချိန်ထိဆက်လက်ဖြစ်ပွားနေပါတယ်။လူသိန်းပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူတန်းပေါင်းများစွာပြည်ပကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။ယခုအခါမှာတော့စစ်ပွဲ၄နှစ်ပြည့်ခဲ့တဲ့အချိန်မှာပဲအမေရိကန်နဲ့ဥရောပတပ်သမများရဲ့ညှိနှိုင်းမှုအောက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပြန်လည်စတင်လိုက်တာပဲဖြစ်ပါတယ်။ဆွေးနွေးပွဲကိုတော့ဆွစ်ဇာလန်နိုင်ငံရဲ့တန်တမန်နယ်မြေဖြစ်တဲ့ဂျနီဗာမြို့မှာကျင်းပနေတာပဲဖြစ်ပါတယ်။ယူကရိန်းဘက်ကတော့သမ္မတဇလန်စကီနဲ့အစိုးရဖွဲ့ပါဝင်နေပြီးတော့ရုရှားဘက်ကတော့သမ္မတပူတင်ရဲ့အထူးကိုယ်စားလှယ်ဖွဲ့တက်ရောက်နေပါတယ်။ဆွေးနွေးပွဲမှာအဓိကဆွေးနွေးသွားမယ့်ချက်တွေကတော့ဒွန်ဘတ်နယ်မြေပိုင်ဆိုင်ရေးစစ်ရပ်တန့်ရေးနဲ့နယ်မြေလုံခြုံရေးအာမခံချက်များနိုင်ငံကစီးပွားရေးပိတ်ဆို့မှုများဆိုတဲ့အချက်တွေကိုအဓိကထားဆွေးနွေးသွားမယ်လို့သိရပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကတော့နေမီတစ်စိတ်တစ်ပိုင်းကမှဘယ်သူ့ကမှမလွှဲပေးနိုင်ဘူးလို့အတည်ပြုထားသလိုရုရှားဘက်ကလည်း drone ဘက်ဒေတာကရုရှားလောက်မှာဆက်လက်ဆက်ရှိနေရမယ်ဆိုတဲ့အခြေအနေတင်းမာမှုတွေကရှိနေသေးပဲဖြစ်ပါတယ်။နိုင်ငံရေးသုံးသက်သူများရဲ့အဆိုအရယုံကြည်မှုနှဲပါမှုကအကြီးမားဆုံးအခက်အခဲတစ်ခုလို့ဖြစ်နေပါတယ်။ရှေ့တန်းဒေတာတွေမှာတော့စစ်လက်နဲ့ပစ်ခတ်မှုတွေကဆက်လက်ဖြစ်ပွားနေပြီးတော့အပြည့်အဝစစ်ရဲတန့်ရေးသဘောတူညီချက်ရဖို့အလွန်ခက်ခဲနိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲဟာစစ်ပွဲအစားကနေပြီးတော့ယနေ့ချိန်ထိအရေးကြီးဆုံးတန်တမန်အလှည့်ပြောင်းတစ်ခုဖြစ်ခေါ်ယူနိုင်ပါတယ်။ဒီဆွေးနွေးပွဲအောင်မြင်ခဲ့ရင်တော့ဥရောပလုံခြုံရေးအတွက်အရေးကြီးပါတယ်။ဒီကမ္ဘာလုံးဆိုင်ရာစွမ်းရည်စည်းကွက်တွေလည်းတည်ငြိမ်သွားနိုင်ပြီးတော့လူသားချင်းစာနာမှုအကူအညီတွေလည်းလွယ်ကူသွားစေနိုင်မှာပဲဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာအောင်မြင်ခဲ့ရင်တော့စစ်ပွဲတွေကပိုပြီးတော့တိုးချဲ့လာနိုင်ပါတယ်။နေတိုးနဲ့ရုရှားတင်းမာမှုတွေလည်းပိုပြီးတော့မြင့်တက်လာပြီးတော့ကမ္ဘာစီးပွားရေးကိုလည်းကြီးမားစွာထိခိုက်သွားနိုင်ပါတယ်။ဂျနီဗာဆွေးနွေးပွဲကငြိမ်းချမ်းရေးအလင်းရောင်လားဒါမှမဟုတ်နောက်ထပ်တမိုင်းဝင်မအောင်မြင်မှုတစ်ခုလားဆိုတာကိုသင်အမြင်ကို comment မှာရေးခဲ့ပြီးလို့ရပါတယ်။ဒီလိုနိုင်ငံရေးစစ်ရေး breaking news များကိုဆက်လက်သိရှိလိုပါက like and subscribe လုပ်ထားဖို့မမေ့ပါနဲ့။